Hello. Oh. D8 နာခေါင်းလေးရတယ်မင်္ဂလာပါဒီနေ့ကျွန်တော်ရှေ့ဗီဒီယို vlog မှာကျွန်တော်Fidelity တို့ပို့ခဲ့တယ်ကျွန်တော်ရဲ့ဒီ Port Mac ကအယုတ်ကလေးတွေကို unboxing လုပ်ပြတဲ့ဗီဒီယိုမှာပြောခဲ့သလိုပဲအခုကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်မှားထားတယ်ပေါ့နော်တရုတ်ပြည်အဝယ်တော်ညီလေးဟိန်းထက်ဆိုတဲ့ညီလေးအကောင့်ရှိပါတယ်အဲအကောင့်အနေမှာကျွန်တော်ပစ္စည်းလေးတွေကွက်ပြောက်လေးတွေမှာနေကြရှိပါတယ်အဲညီလေးရှိရနေမှာကျွန်တော်ကဒီချောင်းလေးတွေအရင်ခစ်စားတဲ့ period ပေါ့လေအခုထိလည်းချောင်းလေးတွေတုံးနေကြတော့မှာပဲဒါပေမဲ့တန်ဖိုးကတော့ကျသွားပြီပေါ့နော်အဲ့ဒါလေးတွေကကျွန်တော်လက်ထဲရောက်နေပါတယ်အဲ့ဒီဟာလေးတွေအကုန်လုံးကိုကျွန်တော်ဒီနေ့ unboxing လုပ်ပြပါမယ်ဒီမှာကျွန်တော်ကလေပထမလေးဝါဝယ်ချင်တာဗျာချမ်းကလေ coach ခေါ်လာ coach မင်းကလေးကယောက်ျားလေးပစ္စည်းလေးထုတ်ပါတယ်အဲ့ coach ကနေမှ cherry ရယ်New York ကလေးပါရီရုပ်ရယ်ကားအဝါလေးရယ်အရင်သဘောကျတခု6သိန်းဆိုတော့ဆိုပြီးတော့သတိမျိုးချလိုက်ရတယ်ပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်ချမ်းလေးယူထားပြီးတော့ချမ်းလေးလိုက်ရှာတာအခုဒီချမ်းလေးကိုတွေ့တော့အညီလေးကနေမှချမ်းလေးအများကြီးပြပေးရပေါ့နော်ဒီလိုလေးပါပေါ့လေဒီ massive picture မှာတော်လေးလည်းပါရော camera လေးကျွန်တော်တော့အဓိကတော့ဗာလေးသဘောကျလဲဆိုတော့ဒီကင်မရာလေးကနေလို့လည်းရတယ်ဗျ။ Oh wow. ဒီမှာဒါလေးဆွဲထုတ်လိုက်ပါဖြစ်မယ်။နှိပ်လို့ရ။ဓာတ်ပုံတော့ရိုက်လို့ရတယ်ဗျ။ချစ်စီရလေးနော်။ဒါလေးကိုဒီကင်မရာလေးကိုသဘောကျလို့ပေါ့နော်။ကျွန်တော်နဲ့တော့ပြောကောင်း။ကျွန်တော်နဲ့ဆက်မှုရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီကင်မရာလေးပါတာလေးကိုယူလိုက်မယ်ပေါ့။ဒီမှာဒီလိုပြီးချိန်လေးဒါပြီးရင်ကျွန်တော်ရဲ့အိမ်မှာတက်မယ်။ပြီးကျွန်တော်အိမ်ပြမယ်နော်။ကျွန်တော်ရဲ့အိမ်မှာလောလောဆယ်ဘာကြီးတက်ထားလဲဆိုလို့ရှိရင်ဒူD8 Okay နောက်တစ်ခုဖောက်မယ်ဒါတော့ကျွန်တော်အိမ်မှာချိန်မှာဆိုတော့ Okay မစားဒီမှာနည်းနည်းများသွားပြီနော်နည်းများသွားပြီဆိုတော့မျက်စိနောက်နေမှာဆိုတော့ဒါပြီးရင်ချုပ်ပြမယ်အားလေးကပါနေတယ် Wow ဒါတော့နည်းနည်း galish ဖြစ်တယ်ဗျဒီလိုမျိုးဆိုတော့ကျွန်တော်ကကြိုက်တာဒီကြိုးလေးတွေကိုကြိုက်တယ်ပြီးဒီတော့လေးပါတာကိုကြိုက်တာလေဒီဟာလေးပေါ့လေဒီလိုလေးတက်ရတဲ့ဟာလေးပေါ့လေတော့လေးလည်းပါတယ်တော့ကြောက်လေးလည်းပါတယ်တအားမိုက်တယ်နှာခေါင်းလေးရတယ်သပင်ညက်ထားတော့နော်ဒါလေးကကြတော့တယ်လိုမျိုး piece လေးပါအရန်ကြိုက်ကြည့်တော့မဟုတ်ဘူး color ကိုသဘောကျတယ် color combination လေးသဘောကျတယ်ဒီလိုလေး dress set လေး piece လေးဖြစ်နေအောင်အားလေးပေါ်ကြတယ်အိတ်နဲ့တော့အိတ်ကတော့ချိတ်စရာရများအယူလွယ်ကြီးလိုပဲနော်ဝိုးဒါကတော့အရန်ကြိုက်တယ်ဘာလို့လဲဆိုလို့ရှိရင်ဒါစပြီးတော့အဲ့ညီလေးဟင်းထက်ကနေမှစပြီးတော့ပို့ပေးကြတဲ့ဟိုကဒီကောင်လေးကိုတော်လေးကိုသဘောကျနေတာဗျဘာလို့လဲဆိုလို့ရှိရင်ဒီလို color thing လေးရယ်ဖုန်းမှာလည်းချိန်လို့ရတယ်အချောင်းပေါ့ဖုန်းမှာချိန်မယ်ပေါ့နော်ဒါလေးကိုဖုန်းမှာချိန်မယ်ဖုန်းလေးတွေမှာချိန်မယ်ဖိန်းလို့တော့မချုပ်မီဒီမှာဒါလေးဒီလိုဇာလေးလားဒီလိုမျိုးပိုက်ကောင်လေးပေါ့လို့အုပ်ထားတာလေးအထာကြတယ်ဗျာကျွန်တော်အဲ့ကြိုးထုံးထားတာလေးဆိုဘာလို့ဘလို့သဘောကျမှမသိဒါကဖုန်းကအားသွင်းထားတယ်ပြီးမှဖုန်းမှာချိန်မယ်真的好多ဒါလေးဆိုမဲ့ဂရီဘာဇာလေးနဲ့တော့တေချာအောင်လုပ်ထားသေးတယ် copy ဆိုရင် pop mat ကတော့မဟုတ်ဘူးပေါ့လေ pop mat ဓာတ်ရိုက်တော့မဟုတ်ဘူးပေါ့လေ copy ဆိုပေမဲ့လည်းမစိုးပြသူတော့မိုးတွေပါလေဘယ်လို copy လုပ်လဲမသိဘူးเนาะဒီစီကိုခါ cute ဒီစီကိုပါနော်ဒါကတကောင်ဒီမှာဟိုတေဝါလေးဝါရောင်တက်ကြနေတော့ပဲကြာမကြကုချတူချစ်စရာလေးမန်တန်ရောင်လေးပါဒီမှာကြည့်ချစ်စရာလေးဒါလေးကတော့ကျွန်တော်ဟိုပါပေါ့ secret လေးကြိုက်တယ်လို့ပြောထားလေးဒါလေးက secret တွေကဟာလေးပေါ့လေ crime account နဲ့ဟာလေး
Okay ချစ်စရာလေးနော်အရင် garlic လေး too much garlic တူ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 နောက်ထပ်အဝါလေးထပ်ဖောက်မယ်ထပ်ဖောက်မယ်ဒါလည်း crying again နဲ့ကဟာလေးပဲချစ်စရာလေးနော်ဒါလေးနည်းနည်းကြီးသွားတယ်နော်ဒါလေးကလေဒါလေးကဟိုဗလေဒီ jail day ကပုံစံမျိုးလေးပေါ့အဲလိုမျိုးလေအိုးဒါအိတ်ခန်ကြီးကလေးလေးလိုပဲကြည့်လိုက်ချစ်စရာလေး so cute no wow 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 ဒါလေးရှိနေဟိုဒါလေးလေဒီတိုင်းပဲဂျိုးတဲ့ဟာလေးတီ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 အော်ဒါဘီဒီမှာဒီကောင်သေးစားလေးဒီကောင်သေးစားလေးဒီမှာဟာဒီကောင်သေးစားလေးဒီမှာတူတူချိတ်ထားလိုက်တော့မယ်သူတို့နှစ်ကောင်သူတို့နှစ်ကောင်တူတူပဲဆိုတော့ hello mommy hello I am here mommy oh don't call me mommy နောက်လို့ပေါ်တော့တယ်ဒါကြတော့ Alice in Wonderland ကသူက black version လေးပါတယ်ဗျာဒီမှာဒီ green လေးကပါလေမသိဘူး green လေးကကြတော့ဒီဟိုဒီ fog ဒီမှာဒါမျိုးလေးတွေတဲ့ green လေးပါပါတယ်ဒီမှာစိမ့်လေးလည်းတပေါ်ကြဒီအညိုလေးကကြတော့ဒါလေးနဲ့တူတူချိတ်ထားလိုက်ဒီမှာ crying baby ချိတ်ထားလိုက်တော့မယ်ကွာနော်crying baby ဘူးစုကျအုပ်စုလေးကိုပြီးတဲ့အခါမှာနောက်တစ်ခုဖောက်ပါမယ်ဒီကလေးချစ်စရာလေးဗျာလောက်တက်လိုက်ကြဒါလေးကတော့ညင်ဘူးတယ်ဗျဒါလေးတော့တော်မြင်ဘူးလားဒါလေးဒီမှာချစ်စရာလေးနော်ဒါလေးရောဒါလေးကတော့လာဘူးကြိုက်ဘူး pop မှတ်တဲ့အရုပ်ထဲမှာဒီမှာဒါလေးချစ်စရာလေးဒီမှာခွေးလေးလိုပဲခွေးလေးလာပါလေးလေဟုတ်တယ်ခွေးလေးဒီလိုလေးပါတယ်ကြည့်ပြီးတော့ဒါမှားလိုက်တာပေါ့နော်အပြင်မှာမြင်ရတဲ့ taste ကကြောက်လေတစ်မျိုးပေါ့အရန်ကလေးဆန်အရန် garlic ဖြစ်တာလေးတွေပါလာတာပေါ့မာလာဘူးပစ္စည်းကွေးသားလေးတွေ okay နော်ဒါမယ်အဲ့တော့အယုတ်ကဏ္ဍအရင်ဖြတ်လိုက်နော်အယုတ်ကဏ္ဍအရင်ဖြတ်ဒါလာဘူးဤဝါလေးပါကွယ်လာဘူးဤဝါလေးပါကွယ်ဒါတော့လာဘူးမီခိုးရောင်လေးပါခင်ဗျာဒီဟာလေးက quality ပိုကောင်းတယ်ဗျဒါလေးက quality ပိုကောင်းတယ်ချစ်စီရလာဘူးက female လာဘူး I'm sorry လာဘူး fan ဒီလိုလေးပေါ့ဗျာဒါလေးတွေကတိမ့်ထားမယ်ဟာလေးပေါ့နော်ကြိုက်တဲ့အချိန်မှာဟိုလာဘူးလက်တစ်ချောင်းကျိုးလာတယ်ပဲကောင်းတယ်လက်ပစ္စည်းလေးပြုတ်လာတယ်ကော်လေးနဲ့ပြန်ကတ်လိုက်မယ်ဒါလာဘူး Christmas version ပေါ့လေဒါဒီအထုပ်ကလေးနဲ့ပေါ့ဒီထဲမှာကြည့်လိုက်သူက Christmas ဥစ္စာလေးဝါဟိုတော့ဟောဒါကင်းချင်းပိုလေးဘာမှမဟုတ်ဘူးဒါကတော့ဂျိုးလေးဒါဒီကောင်တက်ရမယ်ဟာဟိုဒီကောင်ပြန်မယ်ဒီကောင်အသေးရစရာလေးဒီကောင်အသေးရလို့မှာလိုက်တာဒီရလာလိုက်ပြန်လိုက်သေးရစရာလေးမဟုတ်လို့မှာလိုက်တာဒီမှာဟောင်းလင်းဒီကိုင်းတော့ကောင်းတယ်ရန်ကိုင်းတော့ကောင်းတယ်ကုချီဒီမှာချလူလေးကလည်းပါသေးဗျာဒီမှာဒါအချက်ဖို့ကောင်းတယ်ဗျာဒါလေးပဲချိတ်ထားလိုက်ရင်ကောင်းတယ်အရင်များနေပြီနော်ရမ်းတော့များနေပြီဒါလေးကတော့ဒီကောင်လေးနဲ့သဘောကျတယ်ဗျဒီကောင်လေးအထာလဲမိုက်တော့အထာကျတာဒါကတော့အမှားပြီးပါလာကျွန်တော်မှားတာတရောင်ဒါပေမဲ့ကျွန်တော်လက်ခံလိုက်ပါတယ်ကြိုက်လို့
ဘာရောင်ဖြစ်ကြိုက်ပါသူကအကြီးလေးနဲ့အကြီးသားလေးနဲ့ရုပ်ကလေးအားချဖို့ကောင်းနော်အားချဖို့ကောင်းတယ်တေချဖို့ကောင်းတယ်ဘလို့တက်ရတာလဲတားလည်းမသိဘူးဝက်ဦးလေးတွေကိုပါလာတယ်ဟုတ်ကဲ့နောက်တစ်မျိုးပြမယ်ဒါလေးကိုဒီလိုပဲထားပါလိုက်နော်ဟိုစိတ်အားထပ်တန်တဲ့အချိန်တော့မှားလိုက်တယ်ဘယ်လိုပြောမလဲ interest level ကျလာတဲ့အချိန်မှာရောက်လာတာဆိုတော့တစ်မျိုးပေါ့လေတိတ်မကြိုက်ချင်တော့ဘူးပေါ့ကြံသေးတယ်ကူသေးလေးနဲ့ပူကြံသေးတယ်အဲ့ဒီလိုမျိုး cut လေးပါတယ်ပေါ့ကွယ် jelly cut nice to meet you နော်ဟောဒါဖုန်းမှာချိန်ဖို့ဒီလိုချိန်လဲရတယ်သူက goofy ပါလေသူက Lego ရုပ်ကလေးဗျာ Lego လိုမျိုးလေးပါတာကိုကျွန်တော်သဘောကျတယ်မှာ Lego လိုမျိုးလေး goofy လေး Mickey Mouse တို့ရဲ့တငယ်ချင်းလေးပြီးလို့ရှိရင်တော့ baseball ရိုက်တဲ့ဟာပြေဆုံးပါတယ်ဒီဟာကြီးပဲတက်ချင်လဲရတယ်ဒီ key chain ကိုဖြုတ်ထားချင်လဲရတယ်ဒီမှာဖုန်းမှာချိတ်ချင်လဲရတယ်ဖုန်းမှာချိတ်မယ်ဆိုလို့ရှိရင်တော့နည်းနည်းမျက်စိနောက်တာပေါ့လေနော်အများကြီးပဲဖုန်းမှာချိတ်မဲ့ဟာလေးပါလာတယ်ဒီမှာချိတ်ထားလို့လည်းရမယ်ဒီလိုအများကြီးပဲဒီလိုဖြစ်နေမှာပေါ့နော်အယူလွယ်ကဒီလိုဖြစ်သွားတော့အယုံနေလေးနေ style ပေါ့လေ style တစ်ခုလို့ကိုရည်ရွယ်ပြီးတော့မှာလိုက်တာပေါ့အမေမှန်းချက်နဲ့နန်းတော့ကမကိုက်ဘူးဆိုတာကြည်ချိတ်တဲ့အိတ်ကကြတော့ချိတ်တွေမပါဘူးချိတ်ကိုယ်တိုင်နဲ့ interest မဖြစ်သေးရပါတယ်ပေါ့နော်တခြားအလုပ်ကောင်းနဲ့ရောက်နေတော့မျိုးလေးပေါ့နော်ဒါလေးပါအဲ့ဒါလေးတွေပါခင်ဗျာပြီးရင်ကျွန်တော်ပဲပြန်ရမှာပါပြန်ရိုက်ချင်တော့ဒါကြောင့်လေဒီလိုလေးချစ်စရာလေး color ကြိုက်လို့ကျွန်တော်နောက်တစ်ချန်လေးလို့မာတော့မာလိုက်တာပဲအများကြီးရွေးရတာဆိုတော့ခေါင်းနဲ့စားနောက်တစ်အိတ်ကကျတော့ key chain မဟုတ်ဘူးသဘောပေါက်ပြီနောက်တစ်အိတ်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မင်းဘုံတို့ကျန်တဲ့လူပညာရှင်တငယ်ချင်းတွေကရေဘူးလေးခုနောက်ပိုင်းတော့ရေဘူးလေးသုံးကြတယ်ရေဘူးလေးသုံးတော့ bike ကလေးတွေကထွက်နေရောအဲ့ bike ကလေးတွေထွက်နေတဲ့ bike ကလေးတွေကိုကျွန်တော် bike စွပ်လေးတွေမှာပေးထားတာ bike စွပ်ကလေးတွေမှာဒါဆိုလို့ရှိရင်လည်း Chinese New Year တော့ပုံလေးဒါကျွန်တော်အကြိုက် cactus လေး bike စွပ်လေးဟို bike စွပ်ကိုပြောင်းတော့မယ်ဒါဆိုရင်ဘယ်လိုဆိုမှမလုပ်ဘူးရောဒီမှာ bike စွပ်ကဒီမှာ bike စွပ်ဒါကတမယာချမ်းလေးဘုံအတွက်လာမသိတမယာချမ်းလေးမှာပေးထားတယ်ဘုံအတွက်မှာဘုံအတွက်ကလေးကြောင်လက်ကလေးကဘုံအတွက်ဒီထောပတ်သေးလေးကလည်းညီသူမဆိုပေါ့လေအဲ့လိုမျိုးရတနာဖို့အတွက်ထောပတ်သေးလေးပေးလိုက်မယ်ဒီမှာ bike ဆေးတန်လေးပါတယ်စင်လေးတွေပါတယ်ပန်းလေးပါတယ်ဒီဗယ်လေးပါတယ်ဂျယ်လေးပါတယ်ဒီမှာအသီးလေးပါတယ်ဒါတော့ bike ဆိုတာကျွန်တော်ပြမယ်နော်ဘယ်လိုဟာလဲဆိုလို့ရှင်ကျဲလေသူများကိုပေးဖို့ပဲကျဲလေသူများကိုပေးဖို့ပဲbike တော့အခုရေဘူးနောက်ပိုင်းကရေဘူးလေးရခက်စားတဲ့ခါမှာ bike လေးထိုးထောင်းနေတယ်ကျွန်တော်ရှူတင်မှာဆိုသုံးကြတယ်ဗျာပန်ဒီကကြတော့ကျွန်တော်အတွက်စင်လေးရလဲကျွန်တော်အတွက်ကျွန်တော်လေရေဘူးကရှိတာမှနှစ်ဘူးလေးကိုခဏဒီလိုရေဘူးရဲ့ဒီ pipe တွေလို့ခေါ်ပါတော့ဒီ pipe တွေမှာဒီကောင်ကကြတော့တော့ဒီပစ္စည်းလေးမပြုတ်ကြတော့အောင်အထိန်လေးပေါ့တို့ညင်ညစ်ပပတ်တွေမဝင်တော့ဘူးပေါ့ဗျာကျွန်တော်ကလေအမအခိုင်နှင်းဝေကဟိုဟာလေတီရှူးနဲ့လဲပြီးတုပ်အုပ်ထားတာတွေ့ရောကျွန်တော်ကအမကို bike ဆိုလေးမှာအခုတော့မအောင်ရသွားရမသိဘူးကျွန်တော်တို့ကားရိုက်ထဲရဆိုတော့3-4လရှိနေပြီဆိုဒီမှာအဲ့ဆိုက
မတော်ခြင်းဘူးဒါပေမဲ့တော်တယ်ဒီမှာလေဒီပိုက်စကလေးโอเคဒါပါပိုက်ကလေးဖြုတ်ပြီးတော့ရေတောက်လို့ရပါတယ်ခင်ဗျာကျွန်တော်ကလေးကလာသူကအသက်ကကြီးလူမျိုးလေးကြိုက်တာလို့နော်ဒါလေးတွေကိုကျွန်တော်ရဲ့ချစ်တော်အမှုပညာရှင်များကိုတွေ့ပေးရပါမယ်ခင်ဗျာကျေရတော့မခံနေဝင်ပေးလိုက်မယ်မကျေရအောင်လို့ဘုံကတော့ကြောင်လေးတွေကြိုက်တယ်ဆိုကြောင်လည်းကလေးပေးလိုက်ကျန်တဲ့ညီမလေးတွေကတော့အသီးလေးပေးလိုက်โอเคဒါပါပဲခင်ဗျာဘုံထဲမှာလည်းမရှိတော့ပါဘူးပစ္စည်းတွေကိုလည်းကျွန်တော်ပြန်သိမ်းရပါတော့မယ်ကျွန်တော်တို့ဖြစ်နိုင်ကိုသိမ်းပေးပါအောင်ပြောင်းကိုသိမ်းပေးပါအောင်ပြောင်းပေးကမ်းသူဖြစ်အောင်လည်းကြိုးစားနေပါလေနော်ပေးနိုင်မှုကိုလည်းကြိုးစားနေပါလေโอเคကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ပုံဝင်ဆုံးဝင်ဘူးစုစုပေါင်းများစွာဖွင့်အောင်ထိုင်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လာမယ့်အစီအစဉ်ကောင်းလေးမှာလည်းဘယ်လိုမျိုး unboxing လုပ်ပြရမလဲဘယ်လိုမျိုးအဟောင်းရဲ့အကောင့်တွေကိုထုတ်ပြအောင်လဲဆိုတာလည်းစောင့်ကြည့်ကြည့်ရှုအားပေးပါအောင်ခင်ဗျာတဒါ